ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှူမရှူစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဒါမှမဟုတ်အဝတ်စနဲ့ဖိသိပ်စီးနှောင်ပါလူနာကိုပက်လက်လန့်ထားပြီးဒဏ်ရာရတဲ့လက်ခြေထောက်ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဦးကောင်းမှာဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါစင်ဖြူကျွန်းမြို့ကတိုက်ပွဲတွေကြောင့်မကွေးမြို့မှာဆစ်ဆောင်လာကြသူတွေနေ့စဉ်နဲ့အမျှတိုးနေတယ်လို့မကွေးမြို့ကန်တွေက The Nation Voice ကိုပြောပါတယ်စင်ဖြူကျွန်းမြို့ပေါ်မှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့စခန်းတွေကိုတော်လိုင်းအဖွဲ့တွေကဒီဇင်ဘာ23ရက်ကစပြီးတိုက်ခိုက်နေတဲ့အပြင်စစ်ကော်မရှင်တပ်ကလည်းစင်ဖြူကျွန်းမြို့နယ်အနီးဝန်းကျင်ကိုလေကြောင်းကနေတိုက်ခိုက်နေရကြောင်းမြို့ကန်တွေနဲ့အနီးနားဝန်းကျင်ကဒေသခံတွေဟာမြို့ကိုစွန့်ခွာလာကြတာဖြစ်ပါတယ်မြို့ပေါ်မှာဟိုတယ်တွေအိမ်ငှားတွေအကုန်ပြည့်နေပြီးစင်ဖြူကျွန်းကဆိတ်ရှောင်နေနဲ့အိမ်ငှားဆိုအလူရငှားနေရတာပတ်စံတက်နိုင်သူတွေကဟိုတယ်မှာနေကြတယ်အိမ်ငှားလို့ရတဲ့သူတွေကအိမ်ငှားနေမြို့ပေါ်မှာအသိရှိသူတွေကတော့အသိအိမ်တွေမှာစုပြီးနေကြတယ်လို့မကွေးမြို့ကအမျိုးသမီးတဦးက The Nation Voice ကိုပြောပါတယ်မင်းဘူးစကုမြို့နယ်အတွင်းကပြည်သူတွေအနေနဲ့အနာသိန်းစစ်တပ်လက်အောက်ခံစစ်စခန်းတွေရဲစခန်းတွေပြူစောတိစခန်းတွေစစ်တပ်ကားတဲ့နေနဲ့ဝေးရမှာနေထိုင်ကြဖို့အတွက်မင်းဘူးခရိုင်အမှတ်6တရင်ကဒီဇင်ဘာ25ရက်ကသတင်းထုတ်ပြန်ထားတာပါမင်းဘူးမြို့ထက်မကွေးမြို့ကစစ်ဖြစ်နိုင်ခြေအနည်းဆုံးမြို့ဖြစ်တာကြောင့်စလင်းမြို့နယ်ကစစ်ရှောင်တွေဟာမကွေးမြို့မှာနေဖို့ပိုပြီးရွေးချယ်လာကြတာလို့မကွေးမြို့ကအမျိုးသားတဦးကလည်းသူ့ရဲ့သုံးသက်ချက်ကို The Nation Voice ကိုပြောပါတယ်မကွေးမြို့ပေါ်ကအိမ်ငှားကဟာတသိန်းခွဲဝင်းကျင်ကနေအများဆုံး6သိန်းအထိဈေးပေါက်နေပြီးမကွေးမြို့ပေါ်ကဖုန်ကြီးကျောင်းတွေကလည်းဆွေမျိုးတွေလောက်ပဲထားကြတာကြောင့်အိမ်ငှားဖို့မတက်နိုင်သူတွေနဲ့မကွေးမြို့ပေါ်အသိမရှိသူတွေကတော့စင်ဖြူကျွန်းမြို့ထဲမှာပိတ်မိနေတယ်လို့သိရပါတယ်အိမ်ငှားဖို့မတက်နိုင်သူတွေကတော့စင်ဖြူကျွန်းမြို့ထဲကကိုမခွာဘူးပိတ်မိနေကြတာစင်ဖြူကျွန်းကဖုန်ကြီးကျောင်းတွေမှာတော့နေကြတယ်တချို့ကတော့လေဖြတ်လူနာနှလုံးရောဂါသမားတို့အောက်ဆီဂျင်ပေးရတဲ့သူတို့ကြောင့်ကားပေါ်တင်လိုက်ရင်ကိုသေမှလေအဲ့ဒါကြောင့်မိသားစုတွေပါရောပြီးနေခဲ့ကြတာလူလက်တန်းစားတွေနဲ့ချမ်းသာတဲ့သူတွေပဲထွက်လာနိုင်တာမြို့ရဲ့3ပုံ2ပုံလောက်ပဲထွက်လာနိုင်တာလို့စင်ဖြူကျွန်းမြို့ကန်တဦးက The Nation Voice ကိုပြောပါတယ်မြို့ပေါ်မှာပိတ်မိနေတဲ့သူတွေအပြင်မြို့အနီးကရွာတွေဖြစ်တဲ့ချောင်းကောက်ညောင်အင်းနတ်စင်လူဝင်ကျွန်းစင်မကျွန်းနွေတမဲနဲ့စုပ်လီဦးစတဲ့နေရာတွေကဒေသခံတွေဟာတော်လိုင်းရေးအဖွဲ့တွေစိုးမိုးထားတဲ့နေမြေနဲ့စစ်တပ်စိုးမိုးထားတဲ့နေမြေရဲ့ကြားထဲမှာရှိရကြောင်းချောင်းကိုဖြတ်ကူးရင်စစ်တပ်ကပြစ်ခတ်မှာကြောက်လို့ထွက်လို့မရဘဲပိတ်မိနေတာလို့သိရပါတယ်တချို့ဒေသခံတွေကတော့ကုန်းလန်းကနေမြင်းနားကရွာတွေစီသွားပြီးဆက်လေတွေတန်မန်တွေနဲ့ AR မြစ်ရဲ့အရှိတ်ဘက်ကမ်းကိုကူးပြီးအဲ့ဒီကနေတဆင်းအမျိုးတွေရှိတဲ့နေရာတွေကိုသွားကြရတာလို့သိရပါတယ်စင်ဖြူကျွန်းကမြို့မိမြို့ဖတွေကအကုန်လှုပ်ပေးတာကိုယ့်အိတ်ထဲကပတ်စံကိုစိုက်ထုတ်ပြီးတော့ကိုတန်မန်ငှားပေးတာတို့ကားစီစဉ်ပေးတာတို့လွတ်တဲ့နေရာတွေအထိလိုက်လှုပ်ပေးတာပတ်စံရှိတဲ့သူတွေဆိုအင်းစီးကားတွေနဲ့သွေးတွေအပေခံပြီးစီယုံစီကံကိုလိုက်ပို့ပေးတာရှိတယ်လို့မြို့ကန်တဦးကရှင်းပြပါတယ်စင်ဖြူကျွန်းမြို့မှာတိုက်နယ်ဆရာဝန်ကရှောင်သွားတာကြောင့်လူနာတွေကိုသူနာပြုဆရာဝန်နဲ့တီမွေးကူတွေကဆေးကုပေးတာရှိပြီးအရေးကြီးလူနာတွေကိုတော့လူနာတင်ကားတွေမှာအဝတ်အဖြူရောင်တွေထောင်ပြီးမကွေးဘက်ကိုလိုက်ပို့ပေးတာရှိတယ်လို့မြို့ကန်နေစီကသိရပါတယ်တော်လိုင်းရေးအဖွဲ့တွေအနေနဲ့စင်ဖြူကျွန်းမြို့ပေါ်ကစစ်ကော်မရှင်တပ်စခန်းတွေကိုအပြည့်သက်သိမ်းပိုက်မယ်လို့ဒီဇင်ဘာ25ရက်မှာကြေညာခဲ့ပြီးမြို့ကန်တွေအနေနဲ့စစ်ရှောင်မှုသတိပေးချက်လဲထုတ်ပြန်ထားပါတယ်